အဲ့တော့ကျွန်တော် finalize နှိပ်မိလိုက်တယ် finalize နှိပ်မိလိုက်တယ်မှားသွားတယ်ဘယ်လိုပြန်ဖြတ်လို့ရမလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ပြန်ပြောပြပါမယ်เนาะအဲ့တော့ဒီမှာဆိုရင်ကျွန်တော်အရင်ဆုံး voucher တစ်စောင်းအရင်ပြင်ကြည့်မယ်ပေါ့နော် voucher တစ်စောင်းဆိုရင်ကျွန်တော်ခဏထားပါပေါ့ကျွန်တော်ဒီ store ကိုကျွန်တော်တို့ sale အရင်တစ်မျိုးနှစ်မျိုးလောက်ကျွန်တော်ပို့ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော် sale တစ်မျိုးရွေးလိုက်တယ်ဒီမှာသူက batch 3ခုတောင်ရှိတယ်အဲ့ batch 3ခုထဲမှာဒီမှာဆိုရင် expire ဖြစ်ထားတဲ့ batch က line number 3မှာရှိတယ်အဲ့တော့ကျွန်တော် line number 3တွေကထုတ်ပေးမယ်ဆိုတော့ line number 3လို့ကျွန်တော်ဒီမှာရေးလိုက်တယ်ပြီးရင်ကျွန်တော်မတက်ခုံလိုက်တယ် line number 3မှာထုတ်ပေးလို့ရတဲ့အရေအတွက်ကဘယ်လောက်ရှိလဲဆိုတော့100ဆို100လို့ထုတ်ပေးလိုက်မယ်ပေါ့နော်ကျွန်တော် chlorine 0.5ပေါ့နော်အဲ့ဒါကိုထုတ်ပေးမယ်ဆိုပြီးကျွန်တော်ရွေးလိုက်တယ် okay ပြီးရင်ကျွန်တော်ဒီမှာခုနပြောတဲ့ date ထည့်မယ် date ကတော့ဒီနေ့ရက်စွဲပဲထားလိုက်ဒီလရက်စွဲပဲ1ရက်9လ1ရက်8လပေါ့နော်1ရက်8လ2026ထားမယ်ပြီးရင်ခုနပြောတဲ့အတိုင်းကျွန်တော်ဆေးထုတ်ပေးတယ်ဆိုတဲ့နေရာမှာဘာလုပ်ပေးရလဲဆိုတော့ဆေးစင်းထွက်ချင်ရင်ကျွန်တော် confirm ဆိုတဲ့အားလေးနှိပ်ပေးရတယ်အဲ့တော့ confirm နှိပ်လိုက်မယ်ကျွန်တော်တစ်ချက်ပြန်စစ်ကြည့်မယ်ဒါ okay ပဲထားလိုက်အောင်မယ်နော် confirm ပဲထားလိုက်အောင်မယ်ပြီးရင် voucher တွေပြန်ကြည့်မယ်ဆိုရင်မာတိကာတွေကိုသွားတယ် file ကိုနှိပ်တယ်အပေါ်ဆုံးမှာကျွန်တော်အခုထုတ်ပေးထားတဲ့ကိုကိုကျွန်းဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါနမူနာပေါ့နော်နမူနာဒါဆိုရင်ကျွန်တော်တေချာသွားပြီပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ mobile store ကလည်းတောင်းနေပြီမြို့နယ်တွေကလည်းတောင်းနေပြီကျွန်တော်တို့ပို့ပေးမယ် voucher တွေဝင်အောင်ပို့ပေးလိုက်မယ်ဆိုကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ဒီ finalize ဆိုတဲ့ခလုတ်လေးကိုနှိပ်ရတယ် finalize ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်တယ်နှိပ်ပြီးကျွန်တော် okay နှိပ်လိုက်တယ်အဲ့တော့သူ့ရဲ့ status ကဘာဖြစ်သွားလဲဆိုတော့ FN ဆိုတာလေးဖြစ်သွားတယ်အဲ့တော့ FN ဖြစ်နေတဲ့ voucher ကိုပြန်ဖွင့်ပြီးတော့ပြင်မယ်ဆိုပြင်လို့မရတော့ဘူးပြင်လို့မရတော့ဘူးလုံးဝပြင်လို့မရတော့ဘူးဘာမှလုပ်လို့မရဘူးကျွန်တော် voucher ပဲပြန်ထုတ်လို့ရတော့တယ်ဒီကနေ print ပြန်ထုတ်လို့ပဲရတယ်အဲ့တော့အကြောင်းအရာမျိုးမျိုးကြောင့်ဆရာဆရာမတို့ဒီလိုဖြစ်ပြီဆိုရင်ကျွန်တော်ပြန်လုပ်ပေးလို့ရတဲ့နီလန်းကကိုမှားသွားတဲ့ voucher ကိုတစ်ချက်နှိပ်မယ်နော်ကျွန်တော်တို့မှားသွားတဲ့ voucher ဒီမှာဆိုဒီကျွန်တော်မှားထုတ်လိုက်တယ်မှားသွားတဲ့ voucher ကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီအပေါ်မှာ cancel ဆိုတဲ့ခလုတ်လေးရှိတယ်နော်ကျွန်တော်မြင်ရလားမသိဘူးကျွန်တော်ဒါလေးကပြလို့မရတော့ဒီ cancel ဆိုတဲ့ခလုတ်လေးပေါ့နော်ဒီမှာ2လေးပုံစံနဲ့ကျွန်တော် mouse နဲ့တော့ပြထားပါတယ်အဲ့ဒါလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်အရင်ဆုံးကိုမှားတဲ့ voucher တော့အရင်သေချာပါစေပေါ့နော်အရင်ဆုံးဆက်လက်လုပ်တာကိုမှားတဲ့ voucher ဖြစ်မယ်ပြီးရင် cancel ဆိုတာလေးကိုနှိပ်မယ်နှိပ်ရင်သူကဒီ voucher ကို cancel လုပ်ချင်တာလားဆိုပြီးမေးတယ်အဲ့တော့မလုပ်ခင်ကျွန်တော်ဒီမှာဒါဆိုရင်ကျွန်တော်ထုတ်ပေးလိုက်တဲ့ဈေးပေါ့နော်အရင်ပြမယ်0.5 chlorine ကျွန်တော်မှလက်ကျန်ရှိသေးလားဆိုတော့ကျွန်တော်တစ်ချက်ပြန်စီးပေးမယ် item တွေက stock ကိုသွားတယ်ပြီးရင်0.5 chlorine ဆိုတာကျွန်တော်စီမှာဒီ2 line ပဲကျန်တော့တယ်အစ3 line ရှိတာပေါ့နော်3 line ရှိတာ1500ရဲ့1000ပဲကျန်တော့တယ်ခုနကကျွန်တော်ထုတ်ပေးလိုက်တဲ့ line မကျန်တော့ဘူးအဲ့ဒါကိုကျွန်တော်ကဘာပြန်လုပ်မှာလဲဆိုတော့ cancel ပြန်လုပ်မှာဒါကိုသွားတယ်တစ်ချက်နှိပ်တယ်ခုနကကျွန်တော်ပြောတဲ့ဒီမှာ cancel ဆိုတာလေးကိုနှိပ်လိုက်တယ်နှိပ်လိုက်ရင်သူက cancel လုပ်မှာတေချာလားလို့မေးတယ်ဟုတ်ကဲ့လုပ်မယ်ပေါ့နော် yes နှိပ်ပြီးရင်သူကဒါလေးကိုတစ်ချက်ပြန်ပိတ်လိုက်မယ်ပြီးရင်တစ်ချက်ပြန်ပြီးတော့ voucher တွေကိုပြန်ခေါ်ကြည့်လိုက်မယ်ပြန်ခေါ်ကြည့်လိုက်တဲ့အချိန်ကျရင်ကိုကိုကျွန်းဆိုပြီးတော့ voucher နောက်တစ်ဆောင်ဒီမှာပေါ်လာလိမ့်မယ်အဲ့တော့များသောအားဖြင့်ဒီမှာလန့်သွားတာပေါ့နော်ဖြတ်ပါတယ်ဆိုမှနောက်တစ်ဆောင်ကဘာလို့ပေါ်လာလဲဆိုပြီးတော့ကျွန်တော်တို့ဟိုဖြစ်တယ်ပေါ့နော်လှမ်းမေးကြတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဖြတ်တဲ့ရက်စွဲဒီနေ့ဆို12ရက်8လ2026နဲ့ဒီမှာ confirm date မှာလည်း12ရက်8လ2026ဆိုပြီးတော့ voucher တစ်ဆောင်ပေါ်လာတယ်အဲ့တော့ကျွန်တော်တို့ original voucher ဒါ
12ရက်8လ2026ကျွန်တော် confirm လုပ်ထားတာ1ရက်8လနဲ့ဒါ original voucher original voucher မှာဒါကျွန်တော်ထုတ်ပေးထားတဲ့အတိုင်းမျိုးရှင်းပဲဒါပေမဲ့ဖြတ်လိုက်တဲ့ voucher ကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်ဖြတ်လိုက်တဲ့ voucher မှာသူကဘာပါလဲဆိုတော့ဒီ voucher ပဲဒါပေမဲ့သူက comment မှာဘာဖြစ်သွားလဲဆိုတော့ cancellation ဆိုပြီးတော့ voucher ကိုဘယ် voucher ကိုဖြတ်ထားပါဒါပါဆိုပြီးသူကပြတယ် cancellation ပြတယ်ပြီးရင်ဆေးရဲ့အရေးအတွက်မှာဘာပါနေလဲဆိုတော့ minus ပါနေတယ်ဆေးရဲ့ကျွန်တော်ထုတ်ပေးလိုက်တဲ့ဆေးမှာဒါသူကလူထည့်ပေးလိုက်တာ minus ပါတဲ့ voucher ပြန်ဝင်လာတယ်အဲ့တော့သူရဲ့အဓိပ္ပာယ်ကကြတော့ဘာလဲဆိုတော့ဒီဆေးကိုထုတ်ပေးလိုက်တဲ့ဆေးကိုသူကပြန်ထည့်ပေးလိုက်တဲ့သဘောအနှုတ်နဲ့ပြန်ထည့်ပေးလိုက်တဲ့သဘောဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘာမှပြန်စစ်ကြည့်လို့ရလဲဆိုရင် item တွေက stock ကိုသွားမယ် 0.5 chlorine ဆိုမှာဘာဖြစ်သွားလဲဆိုတော့ခုနကကျွန်တော်ပျောက်သွားတဲ့ line ဒီမှာ expire ဖြစ်ပြီးတော့ပျောက်သွားတဲ့ line 1000ရှိတဲ့ဟာမပြန်ပေါ်လာတယ်အဲ့တော့သူကပြန်ထည့်ပေးလိုက်တယ်ပေါ့နော်ဒါပေမဲ့ record အနေနဲ့ကတော့သူကယူသွားတယ်ကျွန်တော်တို့ cancel လုပ်တယ်ဆိုတဲ့ဟာကို record အနေနဲ့ကတော့ဘယ်နေ့ပဲရက်မှာဒီ voucher ကို cancel လုပ်ပါတယ်ဆိုပြီးသူက record အနေနဲ့တော့ transaction တစ်ကြောင်းထည့်ပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီ transaction ဒီကျွန်တော်တို့quarterly report လို့ပါလို့ထုတ်တဲ့အချိန်မှာဘယ်နေရာမှမပေါ်ဘူးပေါ့နော်သူကလည်းသူဘဲစားဘဲကြီးဖြစ်သွားတဲ့အတွက်ဆရာဆရာမတို့ finalize ကိုလွတ်လပ်နှိပ်လို့ရတယ်ပေါ့နော်မှားပြီဆိုရင်လည်းအဲ့လို cancel ဆိုတဲ့ဟာလေးနဲ့တွားပြီးတော့ဆေးတွေကို cost store တွေကိုပြန်ခေါ်မယ်ပြီးပြီဆိုမှ voucher အသေးတစ်စောင်ကျွန်တော်ပြန်ရိုက်ပြီးတော့ကျွန်တော်ပြန်ထုတ်ပေးလို့ရတယ်ပေါ့နော်